လူတယောက်ရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့အခါကိုယ့်အသက်ထက်ဆုံးမြင်လို့ရတဲ့သူကကိုယ်ရဲ့ဆက်ဆက်စွန့်ပစ်သွားတဲ့အခါသူဘယ်ရင်ခွင်ထဲမှာပဲရောက်ရောက်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့အရင်ဆုံးဆုတောင်းပေးလိုက်ပါဒီဆုတောင်းလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့တွေအဲ့ဒီလူကိုmove on နိုင်ဖို့စကြိုးစားရပါမယ်move on နိုင်ဖို့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာမဟုတ်တေချာလေးနားထောင်ပြီးတေချာလေးလိုက်နာပေးပါဒါမှမြန်မြန်လေး move on နိုင်မှာဖြစ်ပါတယ်နံပါတ်1မိနိုင်အောင်မကြိုးစားပါနဲ့လူတယောက်ကို move on လုပ်ချင်တယ်ဆိုရင်မိနိုင်အောင်မကြိုးစားပါနဲ့အဲ့ဒီသူနဲ့ကိုကလုံးဝပေါင်းစည်းလို့မဖြစ်နိုင်တော့လောက်အောင်ရေးစက်တွေကုန်သွားကြပြီဆိုတော့လက်ခံနိုင်အောင်ကြိုးစားပါကျွန်တော်တို့နှလုံးသားရဲ့အနဲ့ရှိုင်းဆုံးတဲ့နေရာမှာနေရာယူခဲ့တဲ့လူတယောက်ကိုမိနိုင်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်သူနဲ့တကယ်ဝေးသွားပြီဆိုတာကိုပဲလက်ခံနိုင်အောင်ကြိုးစားပါဒီနီးလန်းလေးကရင်ခွင်မတတ်နာချင်ကြနိုင်ပေမဲ့အချိန်တိုအတွင်းမှာချစ်ရသူကို move on လုပ်နိုင်တော့မှာပါနံပါတ်2သူ့ကိုလုံးဝမဆက်သွေးပါနဲ့ဒီနဲ့သူဟာချစ်ခွင့်သာရှိခဲ့ကြပြီးတယောက်ကိုတယောက်ပိုင်ဆိုင်နိုင်ခွင့်မရှိကြတာပါဒီနဲ့သူဟာကံကုန်သွားပြီမို့လုံးဝပြန်မစွန်နိုင်ကြတော့ပါဘူးဒါကိုလက်ခံပြီးသူ့ကိုဆက်သွယ်လို့ရနိုင်မဲ့ဖုန်းနံပါတ်တွေ contact တွေကိုအကုန်ဖြတ်လိုက်ပါသူ့စီစာပို့ချင်စိတ်ကိုထိန်းချုပ်နိုင်ပါသူ့အခန့်ကိုဝင်ကြည့်တာမျိုးရက်လိုက်ပါနောက်ဆုံးသူ့ကိုဆက်သွယ်ခြင်းနဲ့စိတ်ကထိမရအောင်ဖြစ်လာပြီဆိုရင်ဒါကြောင့်သူအနောက်ရှက်မဖြစ်စေရဘူးဆိုတာလေးကိုတွေးလိုက်ပါနံပါတ်3သူနဲ့တင်ဟာဒီတဲ့မဖြစ်နိုင်တော့ဘူးဆိုတာသတိရပါတရားသူအတွက်မဟုတ်လို့သူကလည်းတင်အတွက်မဟုတ်တာပေါ့တင်လို့တယောက်နဲ့တယောက်ဝေးသွားကြရပါလူတယောက်နဲ့တယောက်ရင်ဆက်ပါလာတဲ့အခါမိုင်ပေါင်းတောင်းနဲ့ချီဝေးနေပေမဲ့စုံစည်းရတတ်ပြီးဒီဆက်တွေမပါတဲ့အခါဗလန်တဲ့အတူရှိနေရင်တောင်မစုံစည်းရတတ်ပါဒီနဲ့သူရေဆက်ပါလို့စုံစည်းရပေမဲ့အခုရေဆက်တွေကုန်သွားတဲ့အခါမှာတော့ပြန်စုံစည်းဖို့လုံးဝမဖြစ်နိုင်တော့တာပါဒါကြောင့်သူ့ကိုပဋိတစ်ချက်ရတိုင်းသူနဲ့အင်ဟာဒီတဲ့ဘယ်တော့မှမဖြစ်နိုင်တော့ဘူးဆိုတော့တွေးပါဘလေးလက်ခံနိုင်အောင်ကြိုးစားပါသူနဲ့တင်ဟာဒီဝေးသွားကြပြီဖြစ်ပြီးကြောင်းလက်ခံနိုင်အောင်ကြိုးစားပါအရာအလုံးလက်ခံတက်လာတဲ့အခါအများဆုံးလွတ်မြောက်သွားမှာပါဟုတ်လားခံစားချက်ကိုအပြည့်အမပြုပါအသက်ထက်ချရတဲ့သူများမထင်မှတ်ပဲဝေးကွာသွားတဲ့အခါကျွန်တော်တို့လူနာချင်းခံစားရပါတယ်လူနာချင်းခံစားရတဲ့အခါခံစားချက်အတိုင်းလိုက်ရောပါငိုချင်တယ်ဆိုရင်ငိုလိုက်ပါတငယ်ချင်းတွေစီဖုန်းဆက်ပြီးရင်ဖွင့်ချင်တယ်ဆိုရင်ချက်ချင်းဖုန်းဆက်လိုက်ပါငါမငိုဘူးငါစိတ်မညစ်ဘူးဆိုပြီးအင်ခံမထားပါနဲ့အသေးခွဲချိန်နေတော့စိတ်လေးကလူချဖြစ်စီပြလိုက်ပါကျွန်တော်ပြောထားတဲ့အချက်လေးတွေကတင်ချရတဲ့သူတွေကိုအများဆုံး move on လုပ်နိုင်စေမှာပါ move on လုပ်နိုင်ပြီးတဲ့အခါတရားရအနာချက်လာတဲ့အခါအရင်ထက်ပိုလာပါပိုပြီးမာကျောလာပါပိုပြီးရင်ချက်လာပါလို့ပြောချင်ပါတယ်ကျေးဇူးပါ